ကိုအပေါ်လည်းအားလာတယ်ကြောက်ကိုတောင်းထပ်ဖြူပါနော်ကြာမမို့တော့တောင်းဖြူပါအရင်လည်းဒီလိုလိုက်တယ်အရှိက660အကျေကကျတော့330ဘာဘာလာလို့လည်းပါပါนี่ကျွန်တော်ခေါ်သွားပြီးဒီမဲ့မင်းအကိုတို့ခေါ်သွားလိုက်နောက်တစ်ခါအကိုထပ်ခေါ်လာမယ်အဲ့တဲ့နော်အကိုချင်းငယ်ခေါ်လာပြီးတာဒါအကိုရဲ့ဆရာမတွေအဲ့ဒါဆိုလို့ရှိရင်ညနောက်ကြရင်ညအတွက်ရမယ်ဖုန်းနံပါတ်ပေးထားအကိုပေးထားလိုက်အဲ့ဒါဆိုညီလေးအစ်ပြေသွားတာဟုတ်တယ်မလားတာကောင်းတယ်ဒီခုကက quality အင်ဂျင်ကအသားကောင်းတယ်ဟောလောင်းလိုက်တော့ဖလတ်မှလည်းရှိရနော်အဲ့တော့ဆိုရင်တော့ဒါလမ်းကြောင်းဖောက်ပေးတာတယောက်စီပပတယောက်နဲ့ကိုသိတယ်ပပကတော့ဟိုမောညာဟိုအားလို့ဆိုကျွန်တော်တကယ်ဒီထဲမှာရှိရတယ်ဘယ်နဲ့ဘယ်ဆိုင်လဲမသိကျွန်တော်မသိကျိုင်းတော့ပါတရုတ်ပုံကြောင်းပေါ့ဒါဒီမှာကျတော့ကြောက်နေရည်ဒီမှာပြလာတော့ပြီးရောပါစိတ်တော့မချမ်းသာလိုက်တာဟုတ်တယ်လေတော့ကြောက်ရွံ့နေတယ်ကဲခုနကဆရာမနီဟောဟာတိလာအဲ့လိုမြန်မာပြည်ရဲ့နေရာတိုင်းမှာရှိတယ်တိလာဒါတို့မြန်မာပြည်ရဲ့ဒါတို့မြန်မာပြည်ကြောက်စင်းလောင်းနိုင်ကမှာပါ